The movie is fun. The movie is funny. တူသလားမတူဘူးနော်အတိတ်ပဲလုံးဝကွဲပြားပါတယ်ဒီနေ့အဲ့ဒါလေးကိုမျှဝေပေးချင်ပါတယ် fun ဒီပျော်စရာကောင်းတယ်စိတ်ကျဉ်တဲ့စရာကောင်းတယ်ဆိုတဲ့အတိတ်ပဲဖြစ်တယ်ဥပမာဝါကျတင်နဲ့ပြောမယ်ဆိုလို့ရှိရင် The party was fun. Learning English is fun. We had fun at the beach. Have fun ဒီပျော်ရတယ်ပျော်ရွှင်ခဲ့တယ်ဆိုတဲ့အတိတ်ပဲဖြစ်တယ်ပေါ့နော် funny ကြတော့လူတစ်ယောက်ယောက်ကြောင့်စကားတစ်ခုခုကြောင့်သူ့ရဲ့အမှုရာလှုပ်ဆောင်ချက်တစ်ခုခုကြောင့်ရေစရာကောင်းတယ်ဆိုလို့ရှိရင် funny နဲ့သုံးတာဖြစ်ပါတယ်ဥပမာဝါကျတင်နဲ့ပြောကြည့်အောင် The comedian is funny. That joke was funny. Why are you laughing? Is something funny? ဒါတွေအားလုံးဒီရေစရာကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သတိထားရမှာကဒီ funny ဒီထူးဆန်းတယ်တမျိုးမျိုးဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တတ်တယ်ပေါ့နော်ဥပမာ This makes smell funny. I feel funny today. တမျိုးမျိုးဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီဝါကြတွေတော့သတိထားရမှာပေါ့ကွာ The trip was very funny. အဲ့လိုပြောမယ်ဆိုလို့ရှိရင်ဒီခရီးစဉ်တစ်ခုလုံးဒီရေစရာကောင်းတယ်ရေစရာကောင်းတဲ့ခရီးစဉ်ဖြစ်သွားတာပေါ့နော်ဒီလိုသုံးမယ်ဆိုလို့ရှိရင် The trip was very fun. ခရီးစဉ်ကပျော်စရာကောင်းတဲ့ခရီးစဉ်ဖြစ်ပါတယ် My teacher is fun. ကျွန်တော်ဆရာဒီပျော်ပျော်နေတတ်တယ်သူနဲ့နေရတာပျော်ရွှင်ဖို့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ် My teacher is funny. အဲ့လိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဆရာဒီရေစရာကောင်းတယ်ဟာတာပြောတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နှစ်ခုလုံးကတော့မှန်နိုင်ပေမဲ့အဓိပ္ပာယ်ကတော့ကွဲပြားသွားတာပေါ့နော် My English class is fun. My teacher is funny. ဘယ်တစ်ခုကပျော်စရာကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်လဲ comment မှာရေးခဲ့ပေးပါဦး See you on the next video